မိဘတွေဟာကိုစားမဲ့အစားသားသမီးကိုကြွေးတက်ကြတယ်ကိုမဝတ်ပဲသားသမီးကိုဝတ်ပေးတက်ကြတယ်ဘာကြောင့်များဒီလောက်အထိစွန့်လွတ်ပေးနိုင်ကြတာလဲတသားသမီးကိုကိုဘဝရဲ့အစိတ်ပိုင်းတစ်ခုလိုခံယူလို့ပါမိဘတွေအတွက်သားသမီးဆိုတာတခြားလူတစ်ယောက်မဟုတ်ပဲကိုဘဝရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်နေတတ်ပါတယ်နှစ်သားသမီးပျော်ရင်ကိုလည်းပျော်လို့ပါသားသမီးကောင်းကောင်းနေတယ်ပျော်ရွှင်နေတယ်ဆိုတာကိုမြင်ုံနဲ့မိဘတွေအတွက်အကြီးမားဆုံးပျော်ရွှင်မှုဖြစ်တတ်ပါတယ်။သုံးသားသမီးအနာဂတ်ကောင်းဖို့ကိုယ့်အစဉ်ပြေမှုကိုစွန့်လွတ်တတ်လို့ပါ။ကိုပင်ပန်းတာထက်သားသမီးရဲ့အနာဂတ်ကောင်းဖို့ကိုပိုအရေးကြီးတယ်လို့ယူဆတတ်ကြပါတယ်။လေးမိဘမြတ်တာကပြန်ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့မဟုတ်လို့ပါ။မိဘတွေကသားသမီးကိုပေးဆက်တဲ့အခါတနေ့ငါ့ကိုပြန်ပေးရမယ်ဆိုပြီးအမြဲတွက်ချက်တာမဟုတ်ပါဘူးချစ်လို့ပေးဆက်တာပါငါသားသမီးရဲ့အခက်ခဲကိုကိုယ့်အခက်ခဲလို့ခံစားတတ်လို့ပါသားသမီးဒုက္ခရောက်ရင်ကိုယ်တိုင်နာကျင်တယ်လို့ခံစားရတာကြောင့်တတ်နိုင်သလောက်ကူညီပေးခြင်းကြပါတယ်6သားသမီးကိုကိုထက်ပိုကောင်းတဲ့ဘဝပေးခြင်းလို့ပါကိုမရခဲ့တဲ့အခွင့်အရေးတွေကိုသားသမီးရစေချင်တာကိုကြုံခဲ့ရတဲ့အခက်ခဲတွေကိုသားသမီးမကြုံစေချင်တာကြောင့်စွန့်လွတ်ပေးတတ်ကြပါတယ်။ခုနှစ်မိဘမြတ်တာမှာအကန့်အသတ်မရှိလို့ပါ။အသက်ဘလောက်ပဲကြီးလာပါစေမိဘတွေအတွက်သားသမီးကသားသမီးပါပဲဒါကြောင့်တတ်နိုင်တဲ့၍ကာကွယ်ပေးခြင်းစောင့်ရှောက်ပေးခြင်းကြတာပါ။တစ်ချိန်မှာမိဘတွေပေးဆက်ခဲ့တာတွေကိုသားသမီးတွေနားလည်လာတဲ့အခါကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတစ်ခွန်းကတော့နောက်ကျသွားနိုင်ပါတယ်။ဒါကြောင့်မိဘတွေရှိနေတော့မှချစ်ကြောင်းပြောပါအချိန်ပေးပါဂရုစိုက်ပေးပါ။ဒီလိုမိသားစုနဲ့ဘဝအတွက်စိတ်ထိမိစရာအကြောင်းအရာတွေကိုဆက်ကြည့်ခြင်းနဲ့ဆိုရင် channel ကို like subscribe ပြီးလုပ်ထားပေးပါ။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။